အားလုံးပဲမင်္ဂလာပါဆရာတော်ဆရာမြတ်မင်းခန့်ပါမနေ့ကဗီဒီယိုမှာတော့ဆရာဒီ chapter 1 grade 12 chapter 1ရဲ့ဒီအသေးစိတ်လေးနည်းနည်းပြောပြခဲ့တယ်ပေါ့နော် okay ဒီနေ့မှာဆရာတို့ပု္ပ္ပစာတော်လေးစရအောင်အဲ့တော့ဒီပု္ပ္ပစာတွေကိုတွက်ဖို့ဆိုရင်ဆရာတို့ကနေပြီးတော့ဗာလေးစပြီးအရင်ဆုံးသိထားရမလဲဆိုရင်ဆရာတို့သိထားရမှာက I square equal to minus 1 I square တန်ဖိုးဒီ minus 1ဆိုတဲ့ formula လေးကိုသိထားရမယ်ပြီးရင်ဆရာဒီ plus or minus square root of n I the whole square equal to is equal to minus n ဆိုတဲ့ formula လေးကိုသိထားမယ်အဲ့ဒီနှစ်ချက်ကိုဆရာတို့သိထားမှဆရာတို့ဒီပု္ပ္ပစာတွေစတွက်လို့ရမှာအဲ့တော့ဆရာတို့ကနေ is equal to ဖြစ်တဲ့အတွက်ဆရာတို့ကနေပြီးတော့ I square က minus 1နဲ့ညီတယ်လို့တဲ့ minus 1နေရာမှာလဲဆရာတို့ I square ကိုထည့်လို့ရတယ်လို့ပြောတာပြီးရင် plus or minus square root of n I the whole square is equal to minus n အဲ့တော့ minus n နေရာမှာလဲဆရာတို့ plus or minus square root of n I the whole square ကိုထည့်ပြီးတော့သုံးရမယ်ပေါ့အဲ့တော့ဆရာတို့ note လေးတွေတည်ထားရမှာဒီလိုနေရာမှာဆရာတို့ကနေဒီပုံသင်နည်းတွေကိုဘယ်လိုနေရာတွေမှာသုံးလို့ရမှာလဲဘယ်လိုနေရာမှာဆရာဘယ်အချိန်ကြာမှစသုံး okay ချက်ချီကခွဲလို့မရတဲ့နေရာတွေပေါ့နော်ချက်ချီကခွဲလို့မရတဲ့အခါမှာဆရာတို့ကသုံးမှာအဲ့တော့ဟိုအရင်တုန်းကတော့ဆရာတို့ကချက်ချီကခွဲလို့မရဘူးဆိုရင်ဆရာတို့က9တန်းလောက်တုန်းကပေါ့10တန်း9တန်း10တန်းလောက်တုန်းကဆရာတို့ကချက်ချီကခွဲလို့မရဘူးဆိုရင်ဆရာတို့ quadratic equation တွေကိုသုံးတယ်ဂိမ်းနေကြီးကပေါ့နှစ်ထပ်တစ်ထပ်0တက်ပေါ့ a square plus a plus b equal to 0ဖြစ်တယ်ဆိုရင်ဆရာတို့ကနေပြီးတော့သူရဲ့ quadratic formula လေးကိုသုံးခဲ့တာဆရာတို့ကနေပြီးတော့အဲ့တော့ a ရဲ့မြောက်ဖော်ကိန်းနော် a ရဲ့မြောက်ဖော်ကိန်းက1x square ရဲ့မြောက်ဖော်ကိန်းက1 x square ရဲ့မြောက်ဖော်ကိန်းက a နဲ့ဆရာတို့ကနေပြီးတော့နောက်ကိန်းပေါ့ဘာမှမရှိတဲ့ဒီ0တက်ကြီးကဆရာတို့ကနေပြီးတော့ဒါကို p ဆိုပြီးတော့ဆရာတို့သုံးပြီးတော့ဒီ formula လေးမှာတွင်းခဲ့တာဒါကဆရာတို့ကနေပြီးအဲ့ဒီတုန်းက quadratic formula လေးကိုသုံးပြီးတော့ဆရာတို့ quadratic equation တွေကိုဆရာတို့ဖြည့်ရှင်းခဲ့တယ်အဲ့တော့ပုံစံတွေကိုဖြည့်ရှင်းခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာမဟုတ်တော့ဆရာတို့ complex number တွေတွက်တဲ့အခါမှာဆရာတို့ complex number တွေနဲ့ဆရာတို့ကစပြီးဖြည့်ရှင်းတော့မယ်အဲ့ဒီတိုင်းမသွားတော့ဒါဆိုဆရာတို့ကနေဘယ်လိုပုံစံမျိုးတွေကိုသွားမှာလဲတဲ့စာဝင်ခွဲလို့မရတဲ့ပုံစံတော့ကဲအဲ့တော့ဆရာတို့ကနေ example 1လေးကိုအရင်ဆုံးစကြည့်ရအောင်အဲ့ example 1ကဘာပေးထားလဲဆိုရင်ဆရာတို့ကနေပြီးတော့ solve တဲ့ a square plus 2a plus 5 is equal to 0ပေါ့အဲ့တော့ဆရာတို့ကစာခွဲလေးခွဲကြည့်ရအောင်ဒီပုံစံမှာ solve ဆိုတာကဆရာတို့မတိကိန်းကိုရှာပေးပါတယ်အဲ့တော့ဒီကိန်းနဲ့ဒီပုံစံမှာဆရာတို့မတိကိန်းဆိုလို့ဆရာတို့ဒီ8ဆိုတဲ့ကိန်းကဏ္ဍမှာရှိမှာဒါဆိုရင်အဲ့ဒီ8ကိုဆရာတို့ရှာရအောင်8ကိုဆရာတို့စာခွဲလေးခွဲလို့ရမလားတဲ့ဆရာတို့ကနေစပြီးရှာကြည့်ရအောင်အဲ့တော့ခွဲကြည့်မယ်နော်ဆရာတို့ကနေ8ပေါ့အဲ့တော့ချက်ချီကလေးစခွဲမယ်အရှိမ8ကနှစ်ထပ်ဖြစ်တဲ့အတွက်8နဲ့8နဲ့မြောက်ရင်8 square ရမယ်အဲ့တော့နောက်က5ဆိုတော့9တက်လီ9နဲ့ဆရာတို့ခွဲလို့ရတာဒီ9တက်လီ9ရဲ့1 5လီ9ရဲ့နှစ်ခုပဲခွဲလို့ရမှာဒါဆိုဆရာတို့ကဘာလုပ်မှာလဲအဲ့တော့9တက်လီ9လေးခွဲကြည့်မယ်ဆိုရင်ရောတဲ့ဆရာတို့လိုချင်တဲ့အဖြစ်58 to the 18ဒါဆိုဆရာတို့လိုချင်တဲ့အလဲကိန်းပြန်ရမယ်ဆရာတို့အလဲကိန်းက28ဖြစ်နေတယ်ဒါဆိုဆရာတို့ကပေါင်းတဲ့အခါကျရင်68ရမယ်ကွာအဲ့တော့နှုတ်တဲ့အခါကျရင်ဆရာဒီ48ရမယ်ဒါဆိုဆရာတို့ဒီဘလို့မှမဖြစ်နိုင်တော့ okay အဲ့လိုနေရာတွေကျရင်ဆရာတို့က I square ကိုစသုံးတော့မှာဒါဆို I square ကိုသုံးမှုတော့ဘာတွေဖြစ်မှာရမှာလဲကဲဆရာတို့ကြည့်ရအောင်အဲ့တော့ a square plus 2h plus 5 is equal to 0ဒါကသူပေးထားတဲ့ပုံစံပါဒါဆိုဆရာတို့ကနေပု္ပ္ပစာတော်လေး sorry ပါအဲ့တော့ပု္ပ္ပစာတော်လေးတွေစာရအောင်အဲ့တော့ a square plus 2h is equal to ဆရာဒီ plus 5ဒီဘက်မှာပေါင်းထားတယ်5ကအပေါင်းနဲ့ဒီဘက်ရောက်ရင်အနှုတ်ဖြစ်သွားရင် minus 5ပေါ့ဒါဆိုဆရာတို့ကပြီးပြီလားမပြီးသေးဘူး okay plus 5ကိုဟိုဘက်ပို့လိုက်တော့ minus 5ဖြစ်သွားဒါဆိုပြီးပြီလားဆိုတော့မပြီးသေးဘူးဆရာတို့ကနေပြီးတော့နှစ်ထပ်တစ်ထပ်နော်နောက်မှာဘာရှိနေလဲဘာလိုနေသေးလဲဆိုရင်0တက်ပေါ့ h မပါတဲ့8 power 0တက်လိုနေဒါဆိုဆရာတို့8 power 0တက်ကိုဘယ်လိုဖြည့်မှာလဲတဲ့အဲ့တော့ဒီ8တစ်ထပ်နော် h တစ်ထပ်ကိုဆရာတို့ကသူ့ရဲ့မြောက်ဖော်ကိန်းကိုဆရာတို့ကနေပြီးတော့တဲ့နှစ်နဲ့စနှစ်ထပ်တယ်နှစ်ကိုနှစ်နဲ့စလိုက်တော့ကွာ1ကိုနှစ်ထပ်တယ်နော်1 square ပေါ့ဒါဆိုဘယ်လိုဖြစ်သွားမလဲဆိုဆရာတို့ကနေပြီးတော့ a square plus 2a plus 1 the whole square ပေါ့ဒါဆိုဆရာတို့ကနေပြီးသူ့ကို the whole square တင်ဒီဘက်ကိုဆရာတို့နှစ်ထပ်တင်ဒီဘက်ကိုလည်းနှစ်ထပ်ပေါင်းမှရမှာ minus 5 plus 1 the whole square ဖြစ်သွားအောင်ဒါဆိုဆရာတို့အဲ့ဒီတိုင်းလေးသွားမှာဒါဆိုဆရာတို့ကနေပြီးတော့အဲ့မှာဆရာတို့ကြည့်ရအောင် a square plus
2h plus 1ဖြစ်သွားတာ h equal to ဒီဘက်မှာက minus 5 plus 1ဆိုတော့ဆရာဒီ minus 4ဖြစ်သွားပြီမဟုတ်လား okay ဒါဆိုသူ့ကိုဆရာတို့ကစာခွင်းခွဲလို့ရပြီလားကြည့်ရအောင်ဆရာတို့ကနေပြီးတော့သူ့ကိုစာခွင်းတက်ချီကလေးခွဲကြည့်ရအောင်ဆရာတို့ကအဲ့တော့ဆရာဒီ h ပေါ့အဲ့တော့ဆရာတို့ကနေပြီးတော့နောက်က1ဆိုတော့1တက်လီတင်မရဘူးလားဒါဆိုဆရာတို့ကနေပြီးတော့ 1h ဒါဆိုသူကလိုနေတာအလယ်မှာက plus 2h ဒါဆိုဆရာတို့ plus 2 ရမလားသူတို့နှစ်ခုပေါင်းပေးလိုက်ရင်ဆရာဒီအပေါင်းနှစ်ခုတက်ပေးလိုက်ရင်ဆရာဒီ plus 1h plus 1h ဆိုတော့ plus 2h ဒါဆိုဆရာတို့လိုချင်နေတဲ့အဖြေရပြီပေါ့ဒါဆိုဆရာတို့ကနေပြီးတော့ 8 plus 1ကြီးပဲဆရာတို့ဘယ်နှကွင်းရပြီလဲ2ကွင်းရပြီပေါ့ဒါဆိုဆရာတို့ကနေပြီးတော့ 8 plus 1 the whole square is equal to minus 4ဖြစ်သွားပြီဟုတ်ပြီပြီးပြီလားမပြီးသေးဘူးဒါဆိုဆရာတို့ကညီမချင်းတစ်ဖက်မှာပါရှိနေပြီ minus 4ဖြစ်သွားပြီဒါဆို minus 4ဆိုရင်ဆရာတို့က formula လေးပြန်ကြည့်ရအောင်ဆရာတို့ကနေအဲ့တော့ဆရာတို့ formula လေးကဆရာပြောတယ်ဟိုပုံမှာဆရာတို့ကနေပြီးတော့ plus or minus n9 the whole square equal to minus n ပေါ့ okay မြင်ရလားမသိဘူးအဲ့တော့ minus n ဒီတဲ့ဆရာတို့ကနေ square root of plus or minus square root of n I the whole square ဆိုတာနဲ့ညီတယ်မဟုတ်လားဒါဆိုဆရာတို့ n နေရာမှာဘာလေးဝင်နေလဲဆိုရင်ဆရာတို့ကနေအခုကဒီ n ပေါ့နော် n ကိုဆရာ root တင်လိုက်ဒါဆိုဒီ n နေရာမှာဆရာတို့ comparatively လုပ်ကြည့်ရအောင်ဆရာတို့ပုံသင်နည်းတိုင်း comparatively လုပ်ကြည့်မယ်ဆိုရင် n နေရာမှာဆရာဒီ4လေးဝင်နေတယ်ပေါ့ဒါဆိုဒီမှာက minus n ဒီမှာက minus 4ဒါဆိုဒီပုံသင်နည်းနဲ့ဆရာယူသုံးလို့ရပြီပေါ့ဟုတ်တယ်နော်အဲ့တော့ဆရာတို့ကနေပြီးတော့ဒီဘက်ရဲ့ညီမချင်းတစ်ဖက်မှာကဆရာဒီ h plus 1 the whole square နော် is equal to minus 4 ဆိုတော့ n နေရာမှာဆရာဒီ4လေးဝင်နေတာဖြစ်တဲ့အတွက် minus က auto မရှိတော့ဘူးเนาะအဲ့တော့ minus comparing လုပ်ကြည့်တဲ့အခါကျရင် n နေရာမှာဆရာဒီ4ဝင်နေတဲ့အတွက်ဒီ n နေရာမှာလည်းဆရာဗာထည့်လို့ရတယ်4ထည့်လို့ရမယ်ပေါ့ဒါဆိုဆရာတို့ကဘယ်လိုဖြစ်သွားမှာလဲတဲ့ plus or minus root 4 I the whole square လေးဖြစ်သွားပြီပေါ့ညမယ်နော်အထင်နားလဲမယ်နော် okay မပြီးသေးပါဘူးဆရာတို့အဲ့တော့ okay ဆရာဟိုဘက်လေးတစ်ချက်နားမယ်နော်အဲ့ဆရာတို့ခုနက h plus 1စနကအဆင့်လေးဆရာပြန်ရေးပေးမယ်နော်အဲ့တော့ h plus 1 the whole square is equal to plus or minus square root of 4i the whole square ဆိုတဲ့အဆင့်လေးကိုဆရာတို့ရောက်သွားဒါဆိုဆရာတို့ကနေပြီးတော့ဟိုဘက် square နဲ့ဒီဘက် square နဲ့ပြုတ်ပြီပေါ့ဒါဆိုဆရာတို့ကနေပြီးတော့ h plus 1 is equal to plus or minus root 4i ဖြစ်သွားပြီဒါဆိုဆရာတို့ကနေ root 4ဒီပါနဲ့တူ plus 2နဲ့တူဒါဆိုဆရာဒီ h plus 1 is equal to plus or minus 2i ဖြစ်သွားပြီ okay အဲ့ဒီရမယ်နော်ဒါဆိုဆရာတို့ကနေပြီးတော့1လေးကဒီဘက်မှာပေါင်းထားတယ်ဆရာဟိုဘက်ကိုသွားမယ်နှုတ်မှာပေါ့အနှုတ်လေးနဲ့ရောက်သွားမယ်ဒါဆို h equal to h is equal to minus 1 plus or minus 2i လေးဖြစ်သွားဒါဆိုဆရာတို့ကနေပြီးတော့ h တန်ဖိုးဒီminus 1 plus 2i တခွင်းနဲ့ h equal to minus 1 minus 2i ဆိုတဲ့အဖြေလေးနှစ်ခုထွက်လာအဲ့တော့ဆရာတို့အဲ့တော့မှအဖြေလေးရေးမယ်ထို့ကြောင့် the solution are ပေါ့ the solution are h equal to minus 1 plus 2i and h equal to h equal to minus 1 minus 2i ဆိုတဲ့အဖြေလေးနှစ်ခုထွက်လာ okay ဒီပုံစံလေးကဒီမှာနေပြီးပါပြီကျေးဇူးပါ